အားလုံးမင်္ဂလာပါဒီကနေ့ပြင်မဲ့ဆက်လေးကတော့ငါးကန်တွေမှာတုံးတဲ့ဆက်လေးပါ UV လို့တော့ရေးထားတယ်ဗျဒါဆက်လဲတော့ကျွန်တော်လည်းသိချာမသိဘူးပေါ့နော် UV လို့တော့ရေးထားတယ်ဗျပိုတက်ဆေးလားပိုဘာလဲတော့မသိဘူးမီချောင်းလေးတော့တွေ့ဗျပိုင်ရှင်ပြတာတော့မီမလင်းတော့ဘူးပေါ့နော်ဒါကျွန်တော်တို့စမ်းသပ်ကြည့်အောင်3868လို့ရေးထားတယ်ဗျဘာလဲတော့မသိဘူးနော်3နာရီ6နာရီ12နာရီ24နာရီတင်တယ်နော်12နာရီမီဒီယာကျွန်းနေတယ်နော်မီလေးမအောင်နော်ကဲပါကျွန်တော်တို့အပြစ်ရှာကြည့်ရအောင်ကျွန်တော်ပလန်ကိုကြည့်တာတော့ဒီမှာ register AC အဝင်ကဒီမှာ register လာတယ်ဒီဘက်ကိုတော့တယ်ဒီတိုင်အုပ်စုတစားလာတယ်နော်နောက်တစားကဒီကောင်တော့ဝင်သွားတယ်ဒီကောင်ဘာလဲမသိဘူးဖယားခက်နေနော်ဖယားခက်နေတယ်ကောင်းတယ်ဒီကောင်ကနံပါတ်လည်းမမြင်ရတော့ရှောက်ရန်တိုင်းကြည့်မနော်အာမနောင်တီးပဲရှောက်ရှိမရှိပဲတိုင်းကြည့်မနော်ရှောက်လည်းမရှိပါဘူးဒီ register လေးတစ်လုံးကတော့တရားခက်တယ်နော်ဒီ register လေးကသူရေးထားတာတော့102ပဲနော်102ဆိုတော့ 1K ရောက်ရှိတယ်ဟို1K ကို400ကျော် K တော့ပြနေနော်400ကျော် K တော့ပြနေတယ်ဒါဆိုဒီကောင်လေးကိုကျွန်တော်အိမ်ဆုံးလဲကြည့်လိုက်မယ်နော်အပြစ်ကတော့ဒါပဲတွေ့ရပါလောလောဆယ်နော်ကဲပါအခုဆိုရင်ကျွန်တော်ဒီ102ဆိုတဲ့ SMD register လေးကိုလဲလိုက်ပါပြီအဲ့တော့မိထိုးပြီးစမ်းကြည့်အောင်ဟောโอเคပါပြီမီလေးလင်းလာပါတယ်ကဲပါပြည့်နေတဲ့မီတီလေးကိုလည်းကျွန်တော်ဒီကတ်တဲ့ကမီတီနဲ့ပဲဖြုတ်ထည့်လိုက်ပါတယ်ဒီမီတီလေးကတော့တော်တော်လေးကိုပေးပါတယ်သူ့ရဲ့မီတီလေးကတော့ကြီးရပါတော့ဒါမဲ့ကျွန်တော်မရှိတာလက်ဆိုင်တော့ရှိတာလေးနဲ့ပဲထည့်ပေးလိုက်ပါပြီဟုတ်ကဲ့ပါအားလုံးကိုစနစ်တကျတက်ဆင်ပြီးဆိုတော့တစ်ချက်လောက်ပြန်ဆန်းတက်ကြည့်ရအောင်โอเค3 6 စနစ်24ဒီပါဟုတ်ကဲ့ပါအခုဆိုရင်အားလုံးအဆင်ပြေသွားပါပြီဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်